ဘာဖြစ်လို့ပြင်းပြင်းရှူခိုင်းတာလဲဆိုတော့ဖြည်းဖြည်းလေးရှူနေတော့ရပါမလားဖြည်းဖြည်းလေးရှူတော့တက်ဖြည်းဖြည်းလေးတော့ဘုတ်သူကြပါပြီဝေနာကြီးကိုကဖြည်းဖြည်းလေးတော့ဝေနာကြီးရောက်တော့ဖြည်းဖြည်းလေးရှူလို့မရဘူးရှူကြည့်လေရတယ်ဥစဉ်ဖြည်းဖြည်းလေးရရင်ငယ်လေးလည်းမှတ်ခိုင်းနေငယ်လေးလည်းလှုပ်ကလေးမှတ်လို့ရသေးလားမဟုတ်အောက်ဆင်းတာပဲဘာဖြစ်လို့လဲအား၅ပါးနဲ့စိုက်ထုတ်တဲ့နေရာမှာနော်ငယ်လေးလှုပ်မသိမသာဖြစ်တဲ့ယုံနုကလေးကိုစိတ်ကိုတီးဖို့အတွက်ခက်တန်ကြမ်းတဲ့ဝေဒနာဥစည်းနေတဲ့ကြောင့်တီးရတာခက်တယ်အားကြီးရင်တော့ရပါတယ်အားမကြီးတဲ့ခါကျတော့ရပါမလားမရဘူးဖောင်းနေပိန်နေမှတ်တာလဲတဏှာကြီးတော့ဟုတ်တယ်2နာရီ3နာရီဝေဒနာများလာတော့ဖောင်းရောက်ပိန်ရမှာနာငါသိသိလို့ခက်တယ်နော်မဟုတ်ဘူးကမ္မဋ္ဌာန်းမှာတာမဟုတ်ဘူးဦးဇင်းတို့ဒီအာနာပါနရှူရှိုက်တာတစ်ကြက်သားလောက်အရင်စားရင် तू က9ကြက်သားလောက်အားထဲမှာ तू ကရောက်တယ်ငယ်လေးကြတော့တစ်ကြက်သားလောက်10သားလောက်10သားလောက်ထည့်ရမယ်ဆိုလို့ရှိရင်ဦးဇင်းတို့ဒီနာသူကထိချက်ကတစ်ကြက်သားလောက်အားထဲလို့လည်းရတယ်နော်ငယ်လေးကလှုပ်လေနုတဲ့ဒုက္ခရုပ်ကလေးကိုစိတ်ကသတိထားခြင်းနဲ့ဒုက္ခဝေဒနာဥစည်းတော့တင်ရတာစိတ်ကိုပြောင်းရတာမခက်ဘူးလားကမ္မထမ်းမလို့မဟုတ်အားစိုက်ရတာပိုများလို့အားမစိုက်နိုင်လို့ထိုးကြကုန်တာအဲ့တော့ရှုပ်အဲ့တော့လိုက်ပြကုန်တယ်ဖြစ်ကုန်တယ်အဲ့တော့လေနေနာသူကရှူရိုက်တင်ရမှာလဲဖြည်းဖြည်းလေးတည်းကထိသေးလေးလုံးနေအောက်ကစိတ်ကဝေဒနာကြီးရောက်သွားတော့ဖြည်းဖြည်းလေးရှိမှစိတ်ကမနေဘူးတော့ကြမ်းကြီးစိတ်ရောက်သွားရောရောက်တော့လေနေနာသူကထိတဲ့နေရာမှာမြဲသေးလားမမြဲတော့အဲ့ဒါကြောင့်ဒီလိုအရှိန်လေးနဲ့ရှူပေးတာဒါကြောင့်လို့မြတ်စွာဘုရားပတ္တံပယံကာယသင်္ခါရငကိုတော့ကြီးခွဲခောက်တယ်လို့ပြင်းပြင်းပေါ့နောက်တော့ယောဂီတို့ပြင်းပြင်းရှူအောင်မဟုတ်တော့ဖြည်းဖြည်းလေးဖြစ်သွားမယ်နောက်တော့ရှူရင်းနဲ့ရသွားအောင်မရှူတော့အခုနေ့ကတော့ရှူနေတာနောက်တော့ရှူရင်းနဲ့ယောဂီတို့ဒီအောက်သူဇော်လဲကောင်အရှူရက်နဲ့ရလဲသွားဒုက္ခဝေဒနာသိတယ်ဇင်းလည်းမစင်းတော့ကြည်နေလို့လည်းရတယ်ဟောအဲ့ဒီရောက်သွားမှာအဲ့ဒီမရောက်ခင်တော့ပြင်းပြင်းရှူနေရသေးတယ်ဘာဖြစ်လို့လဲယောဂီတို့စိတ်မှာခက်ထန်ကြမ်းတမ်းမှုလောဘဇောဒေါသဇောဒိဋ္ဌိဇောတွေကအားကြီးနေသေးတဲ့အတွက်ကြောင့်ကြမ်းတမ်းတဲ့ဇောအလင်းတွေရှိတဲ့အတွက်ကြောင့်အဲ့လိုဖြည်းဖြည်းနဲ့မရဘူး